မင်္ဂလာပါခင်ဗျာယနေ့ဧပြီလ18ရက်2026ခုနှစ်မြန်မာနှစ်တကူနှစ်စန်းတရက်နေ့မှာမျော်လင့်မထားတဲ့သတင်းတစ်ပုဒ်ထွက်ပေါ်လာခဲ့ပါတယ်အဲ့ဒါကတော့2021ခုနှစ်ဖေဖော်ဝါရီလအာဏာသိမ်းမှုကတည်းကဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကိုစစ်ကောင်စီကယနေ့မှာလူငင်းချမ်းသာခွင့်နဲ့ပြန်လည်လွှတ်ပေးလိုက်ပြီဆိုတဲ့သတင်းပဲဖြစ်ပါတယ်ယနေ့ကြာရောက်တဲ့မြန်မာနှစ်တကူနေ့မှာစစ်ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးဟောင်းမင်းအောင်လှိုင်ကအကျဉ်းသားပေါင်း4300ကျော်ကိုလူငင်းချမ်းသာခွင့်ပေးခဲ့ရမှာသမ္မတဦးဝင်းမြင့်လည်းပါဝင်လာခဲ့တာဖြစ်ပါတယ်။နေပြည်တော်သတင်းရင်းမြစ်တွေရဲ့အဆိုအရသမ္မတဦးဝင်းမြင့်ဟာသူကြခံနေရတဲ့ပြည်တံအားလုံးကနေကင်းလွတ်ခွင့်ရရှိခဲ့ပြီးယနေ့မနက်ပိုင်းမှာပဲသူထိန်းသိမ်းခံထားတဲ့နေရာကနေပြန်လည်လွတ်မြောက်လာခဲ့တယ်လို့သိရပါတယ်။သမ္မတဦးဝင်းမြင့်ဟာအဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအပါအဝင်အမှုပေါင်းများစွာနဲ့ထောင်ဒဏ်စုစုပေါင်း9နှစ်နဲ့6လမတရားထောင်ဒဏ်ချမှတ်ခံထားရတာဖြစ်ပါတယ်။သမ္မတဦးဝင်းမြင့်ဟာ2018ခုနှစ်ကစတင်ပြီးမြန်မာနိုင်ငံရဲ့10ဦးမြောက်နိုင်ငံတော်သမ္မတအဖြစ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့မနက်အစောပိုင်းမှာစစ်တပ်ကအာဏာသိမ်းယူစဉ်အတွင်းလူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့အတူပထမဆုံးဖမ်းဆီးခံခဲ့ရသူလည်းဖြစ်ပါတယ်။အာဏာသိမ်းစဉ်အတွင်းစစ်တပ်ကသူ့ကိုယာထီးကနေနှုတ်ထွက်ပေးဖို့ဖိအားပေးခဲ့ပေမဲ့တေလင်သေးပါစေနှုတ်မထွက်နိုင်ဘူးလို့ရဲရဲဝံ့ဝံ့ညှင်းဆန်ခဲ့တဲ့အတွက်ပြည်သူတွေရဲ့လေးစားမှုကိုအထူးရရှိခဲ့သူဖြစ်ပါတယ်။ယခုသမ္မတဦးဝင်းမြင့်လွတ်မြောက်လာမှုဟာမြန်မာနိုင်ငံရေးမှာအလွန်အရေးပါတဲ့အလှည့်အပြောင်းတစ်ခုဖြစ်လာနိုင်ပါတယ်။နိုင်ငံတကာကဒေါ်အောင်ဆန်းစုကြည်နဲ့သမ္မတဦးဝင်းမြင့်အပါအဝင်နိုင်ငံရေးအကျဉ်းသားအားလုံးကိုလွှတ်ပေးဖို့အစဉ်တစိုက်တောင်းဆိုနေချိန်မှာယခုလိုလွှတ်ပေးလိုက်တာဟာစစ်ကောင်စီအနေနဲ့နိုင်ငံတကာဖိအားတွေကိုလျှော့ချဖို့ကြိုးပမ်းတာလည်းဖြစ်နိုင်ပါတယ်။ဒါပေမဲ့လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့လွတ်မြောက်မှုနဲ့ပတ်သက်လို့တော့အခုထက်ထိတိကျတဲ့သတင်းချက်လက်တွေထွက်ပေါ်လာခြင်းမရှိသေးပါဘူး။သမ္မတဦးဝင်းမြင့်ပြန်လည်လွတ်မြောက်လာမှုဟာနှစ်တစ်ကူးနေ့မှာပြည်သူတွေအတွက်ဝမ်းမြောက်စရာသတင်းတစ်ခုဖြစ်ခဲ့ပေမဲ့ဒေါ်အောင်ဆန်းစုကြည်ပြန်လည်မလွတ်မြောက်သေးတဲ့အတွက်အပြည့်အဝပျော်နိုင်ကြမှာတော့မဟုတ်ပါဘူး။